နောက်ဆုံးသောကာလမှာဘာတွေဖြစ်မလဲဒါဟာယုံကြည်သူတွေကြားမှာယာစုနဲ့ပေါင်းများစွာအငင်းပွားခဲ့ကြတဲ့မိခုတစ်ခုပါအထူးသဖြင့်ချီဆောင်ခြင်းလို့ခေါ်တဲ့အဖြစ်ပြက်ရဲ့အချင်းစရာနဲ့ပတ်သက်ပြီးအယူဆတွေကလည်းအမျိုးမျိုးကွဲပြားနေတာပေါ့ကဲဒီကြောင်းရာကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့ရှုပ်ထွေးမှုတွေလည်းအများကြီးရှိနေတာမို့အတူတူအဖေရှာကြည့်ကြရအောင်အဓိကမေခွန်းကတော့ရှင်းရှင်းလေးပါချီဆောင်ခြင်းကဘရော့ဖြစ်မှာလဲဒါပေမဲ့အဖြေကတော့အဲ့ဒီလောက်မရှင်းဘူးဗျာဒါကြောင့်ဒီမေခွန်းကိုဖြေရှင်းဖို့စ조사ခဲ့တဲ့အဓိကရှုထောင့်တွေကိုတစ်ခုချင်းစီလေးလာကြည့်ကြအောင်ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့အရင်ပွားမှုတွေအားလုံးရဲ့ဇာမီကိုလိုက်ကြည့်ရင်ဒီဂျမ်ပိုင်လီတစ်ခုစီကိုပဲပြန်ရောက်သွားတယ်တက်တလနဲ့ဩဝါဒစာပထမဆောင်လီစခွန်မှာပါတဲ့မိုရင်တဲ့တို့ချီဆောင်ခြင်းကိုခံ၍ကောင်းကင်နဲ့သခင်ဖျားထံတော်တို့ဆိုတဲ့စကားရဟာဒီအယူဆတစ်ခုလုံးရဲ့နှလုံးသားပဲဖြစ်ပါတယ်ဒီနေရာမှာချီဆောင်ခြင်းဆိုတဲ့စကားလုံးကိုယ်တိုင်ကဘကလာတဲ့လင်းဆိုတာကိုအရင်ကြည့်ဖို့လိုလာပြီဒါကလက်တင်ပါတာ repuma ခါနေဆင်းသက်လာတာဖြစ်ပြီးအဲ့ဒီပရိကတော့ဆွဲယူခြင်းဒါမှမဟုတ်လူယူခြင်းလို့ရပါတယ်ဆိုလိုရင်ကတော့ယုံကြည်သူတွေကိုကဘာမေဘော်ကနေရုတ်တရက်ခေါ်ဆောင်သွားပြီးသခင်ဘုရားနဲ့တွေ့ဆုံစေမကိုရည်ညွှန်းတာပါဒီဆွေးနွေးမှုတစ်ခုလုံးရဲ့အသက်တွေးကြောလို့ပြောလို့ရတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒါကတော့ခရစ်စကားလုံးပါရုရှာပါပဲဘာလို့လဲဆိုတော့သူ့မှာအတိတ်ပဲနှမျိုးရှိနေလို့ပါတစ်မျိုးကအနာဂတ်မှာဖြစ်မဲ့ကြွလာခြင်းကိုရည်ညွှန်းပြီးနောက်တစ်မျိုးကပိစုပန်မှာအတူရှိခြင်းကိုဆိုလိုတာပါဒီတော့အဓိကမေကွန်းကခရစ်တော်ရဲ့ပါရုရှာဆိုတာတခါတည်းကြွလာတာလားဒါမှမဟုတ်အချင်းတိုက်တာတစ်ခုအထိအတူရှိနေခြင်းလားဆိုတဲ့ပုံမှာအရင်ပေါ်မှုကြီးစတင်လာတာပါပဲကဲဟုတ်ပြီဒါဆိုဒီနေ့ဘာတွေဆွေးနွေးသွားမလဲဆိုတာကိုအကြမ်းဖြင့်ကြည့်လိုက်အောင်အဓိကအငြင်းပွားမှုကနေစပြီးအဓိကရှုလောင်ကြည်လေကိုဗျာဒီကျန်းကိုအဓိပဲဖွင့်နေနီခုနှစ်တာကာလအချင်းစရာနောက်ဆုံးမှာတရားစီရင်ခြင်းနဲ့ကဲတင်ခြင်းပြီးတော့ဘာရုရှာရဲ့မျောလင့်ချက်အကြောင်းအထိအဆင့်ဆက်လေ့လာသွားကြပါမယ်ပထမဆုံးအနေနဲ့ဒီအရင်ဘွားမူကြီးကဘယ်ကနေဘလို့စလာတာလဲအချိန်နဲ့ပတ်သက်ပြီးဘာလို့ဒီလောက်တောင်အမြင်ဒီကွဲပြားနေရတာလဲဆိုတဲ့အရင်ခံကိုအရင်ဆုံးတူးဆော်ကြည့်ကြရအောင်အငင်းပွားမှုအလုံးရဲ့အဓိကဗဟုချက်ကမေခွန်းတစ်ခုတည်းပေါ်မှာပဲလာပြီးတော့စုနေတယ်အဲ့ဒါကတော့ဒုတိယအချင်းကြွလာခြင်းပါရုရှာဆိုတာကတခါတည်းနဲ့ပြီးသွားမဲ့အဖြစ်ပြက်ကြီးတစ်ခုလားဒါမှမဟုတ်အစင်တစ်စင်နဲ့ဖြစ်မဲ့ဖြစ်စဉ်တစ်ခုလားဆိုတာပါပဲဒီအချက်အပေါ်မှာပဲအမြင်နေအလုံးကွဲထက်သွားတာပါအဲ့ဒီမေခွန်းကိုဖြည့်ရှင်းဖို့စ조사ရာကနေအဓိကအယူအဆကြီး၄ခုထွက်ပေါ်လာပါတယ်အခုအဲ့ဒါတွေကိုတစ်ခုနဲ့တစ်ခုဘာတွေခွာခြားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ရအောင်နိုင်ရှင်းကြည့်ကြမယ်ဒီဇာတ်ကိုကြည့်လိုက်ရင်အဓိကအယူဆကြီး၄ခုကိုတွေ့ရပါလိမ့်မယ်သူတို့ကြကအဓိကကွဲပြားချက်ကဘာလဲဆိုတော့ချီဆောင်ခြင်းကခုနှစ်လတာဒုက္ခကာလရဲ့အစမှာလားအစိုးမှာလားဒါမှမဟုတ်တချို့အမြင်တွေလို့ဒုက္ခကာလဆိုတာကိုပုံဆောင်သဘောနဲ့ပဲမြင်သလားဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါဒီနေ့ဆွေးနွေးမှုမှာတော့နောက်ဆုံးတစ်ခုပြုပြင်ပြောင်းလဲရေးအနှစ်တစ်ထောင်အကျိုးဝါဒကိုအဓိကထားပြီးလေ့လာတော့မှာဖြစ်ပါတယ်ဒီမြင်ရဆိုရင်ချီဆောင်ခြင်းဟာဒုက္ခကာလရဲ့အဆုံးပိုင်းနာလီမှာဖြစ်မယ်လို့ဆိုပါတယ်ကဲဒီလိုယူဆတွေကဘယ်ကနေဘလို့ရလာပါလဲဆိုတာကိုနားလည်ဖို့ဆိုရင်ဗျာဒီချမ်းကိုဘလို့ချင်းကဲဘလို့အတိတ်ပဲခွင့်ဆိုတယ်လဲဆိုတဲ့အခြေခံမူတစ်ခုကိုတိထားဖို့လိုလာပါပြီဒါကအရာအလုံးကိုရှင်းပါစေမယ်တော့ချက်တစ်ခုလိုပါပဲအခြေခံမူကတော့ရှင်းပါတယ်ဗျာဒီချမ်းမှာပုံစံချက်တွေအများကြီးပါတာမှန်တယ်ဒါပေမဲ့အဲ့ဒီပုံစံချက်တိုင်းကတက်ကဲအရှိတရားတက်ကဲလက်တွေ့ဖြစ်ရတယ်တကယ်ပုဂ္ဂိုလ်တွေကိုရည်ညွှန်းနေတယ်ဆိုတာပါပဲဥပမာအနေနဲ့တန်ရလအနာဂတ်ဒီကျမ်းအခန်းကြီး1ကိုကြည့်ပါရွှေစင်နဲ့လှုပ်ထားတဲ့ရိုးတို့ခေါင်အကြောင်းပြောတယ်ဒါပေမဲ့အငယ်38မှာဒါကတကယ်ရွှေစင်ကိုပြောတာမဟုတ်ဘူးဘာဘူးလွန်ဘူယန်ကိုဆိုလိုတာပါလို့ရှင်းရှင်းလင်းလင်းပြန်ဖြေပေးထားတယ်အဲ့ဒီသဘောပါပဲပုံစံချက်တိုင်းရဲ့နောက်ွယ်မှာလက်တွေ့အတိတ်ပဲကိုရှားရမယ်ဟုတ်ပြီအခုနပြောခဲ့တဲ့အတိတ်ပဲဖွင့်ဆိုညီကိုအထုံးပြပြီးတော့ပြုပြင်ပြောင်းလဲရေးအနှစ်တစ်ထောင်အကျိုးဝါဒကတင်ပြတဲ့ခုနှစ်တာအချိန်ရာကဘလို့ပုံစံရှိမလဲဆိုတာကိုအသေးစိတ်စစ်ကြည့်လိုက်ကြအောင်ဒီအချိန်ဆရာမကြည့်လိုက်ရင်ခုနှစ်တာကာလကိုတွေ့ရမယ်အရေးကြီးတဲ့အလဲပြောင်းက3နှစ်ခွဲအချိန်မှာဖြစ်တယ်အဲ့ဒီမှာအန်ဒီခရစ်ကပဋိညာဉ်ကိုဖောက်ဖြစ်ပြီးယာကုပ်၏ဒုက္ခကာလလို့ခေါ်တဲ့အချိန်ပိုင်းစတင်ပါပဲအရေးကြီးဆုံးအချက်ကတော့ချီဆောင်ခြင်းဟာခုနှစ်တာကာလရဲ့အဆုံးသတ်ခါနီးနောက်ဆုံးအမြတ်တော်ဖလားခုနှစ်လုံးမသုံးလုံးခင်ချိန်လေးမှာဖြစ်ပျက်တယ်ဆိုတာပါပဲအတိအကျပြောရရင်နောက်ဆုံးပေးတံကြီးမတိုင်ခင်လေးမှာကဲထုတ်သွားတဲ့သဘောပေါ့ဒီယူဆရာဆိုရင်ပထမ3နှစ်ခွဲကအသင်းတော်အတွင်းနောင်တရားဟုံအချိန်ပေးထားတဲ့ကာလတစ်ခုဖြစ်ပြီးသူတို့ကိုဘေးကင်းလုံခြုံတဲ့ခိုးလုံရနေရာတစ်ခုမှာအကာအကွယ်ပေးထားမယ်လို့ဆိုပါတယ်ပြီးတော့3နှစ်ခွဲအမှအရာအလုံးပြောင်းပြန်ထည့်သွားရအန်ဒီခရစ်ကသူ့ရဲ့ငင်းချမ်းရေးပဋိညာဉ်ကိုချိုးဖောက်ပြီးမျက်နှာဖုံးခွာလိုက်တယ်
သူ့ရဲ့ပင်ကိုယ်တဘာဝကိုဖော်ပြပြီးကြီးမားတဲ့ညင်ဆဲနှိပ်စက်မှုတွေစတင်ပါတော့တယ် အခုဒီအချိန်စရာရဲ့အထွတ်အထိပ်ပိုင်းကိုရောက်လာပါပြီတရားစီရင်ခြင်းနဲ့ကယ်တင်ခြင်းရဲ့အစီအစဉ်ကဘယ်လိုဆက်ဖြစ်မလဲဘသူတွေကကယ်တင်ခြင်းခံရပြီးနောက်ဆုံးတရားစီရင်မှုကဘယ်လိုပုံစံနဲ့ဖြစ်လာမလဲဆိုတာကိုဆက်ကြည့်ကြရအောင် ဒီရှုထောင့်အရဆိုရင်ခြီဆောင်ချင်းမှာတာဝန်မဲ့လူအုပ်စု3စုရှိတယ်လို့ဆိုပါတယ် ပထမအုပ်စုကတော့အစောဝိုင်းကခိုးလုံရမှာအကာအကွယ်ပေးခြင်းခံခဲ့တဲ့တန်ရှင်းသူတွေပေါ့ဒုတိယကတော့ဒုက္ခကာလအတွင်းမှာနောင်တရပြီးယုံကြည်သူအစ်စ်ဖြစ်လာတဲ့သူတွေပြီးတော့နောက်ဆုံးအုပ်စုကတော့နောင်တရပြီးပြန်လှည့်လာကြတဲ့ဂျူးလူမျိုးတွေကကျွင်းကြံရည်သူတွေပဲဖြစ်ပါတယ်ဗျာဒိတ်ချာမှဖော်ပြထားတဲ့အာမေကရုံတိုက်ပွဲရဲ့နောက်ဆုံးအခန်းကိုကြည့်လိုက်ရအောင်အစင်တစ်6ခုမြောက်ဖလားကိုတွန်းလိုက်တာနဲ့စစ်တပ်တီအာမေကရုံလန်ဒီယန်မှာဆူယုံလာကြတယ်အစင်တစ်ခရစ်တော်ကကောင်းကင်ပိုချေရီနဲ့အတူမြင်းဖြူကြီး CV ပေါ်ထွက်လာတယ်အဆင့်3ရန်သူဖြစ်တဲ့တားရဲနဲ့မိစ္ဆာပရိုဖက်ကိုဖန်ဆီးလိုက်တယ်ပြီးတော့နောက်ဆုံးအဆင့်4သူတို့ညောက်ကိုကန့်နဲ့လောင်းနေတဲ့မီးအိုင်တွေကိုတန်းပစ်ချပြီးနောက်ဆုံးတရားစီရင်ခြင်းကိုအကောင်အထည်ဖော်လိုက်ပါတယ် ဒီလောက်အထိလေးလာပြီးတဲ့နောက်မှာတော့နောက်ဆုံးအနေနဲ့ဒီအချင်းစရာတွေဒီအဖြစ်အပျက်တွေအားလုံးရဲ့နောက်ခွင်မှာရှိတဲ့တကယ်အနှစ်သာရပါရူရှာဆိုတဲ့မျောလင်းချက်ရဲ့အတိတ်တွေကိုဆင်ခြင်ကြည့်ကြအောင် ဒီယူဆိုင်ရဲ့အဓိကပြောချင်တဲ့အချက်ကဒါပါပဲချီဆောင်ခြင်းရဲ့အချင်းကိုဒီလိုတတ်မှတ်လိုက်ခြင်းအပြင်ဖျားသခင်ရဲ့အတဲဆက်မရှိတဲ့ချစ်ချင်းမေတ္တာကိုဖော်ပြနေတယ်ဆိုတာပါပဲဆိုလိုတာကနောက်ဆုံးအမြင့်တော်ရဲ့မကြရောက်ခလေးမှာပဲယုံကြည်သူတွေကိုကယ်ထုတ်လိုက်ခြင်းကသူတို့ပေါ်ထားတဲ့ကာကွယ်ဆောင်ရှောက်မှုကိုအထင်ရှားပြသလိုက်တာပဲဖြစ်ပါတယ်အဆောင်တဲ့အနေနဲ့ဒီကိုကားချက်လေးကိုမျှဝေရင်းညီကုန်းချုပ်ချင်ပါတယ်ကျွန်တော်တို့အစင်မဲဆွဲကြိုက်ထားရမယ့်မျောလင်းချက်ကတော့ပါရူရှာရဲ့မျောလင်းချက်ယေရှုခရစ်တော်နဲ့သူအပေါင်းဖျော်ပြူပြီးအသက်ရှင်ခြင်းပါပဲဒီစကားကဘာကိုပြောနေတယ်လဲဆိုတော့အနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုပဲထိုင်ဆောင်နေတာထိုင်အခုပစ္စုပန်မှာကိုရိုနေတူဘလို့အသက်ရှင်နေထိုင်မလဲဆိုတာကပေါ်အရေးကြီးတယ်ဆိုတဲ့ချက်ပါပဲ ဒါဆိုရင်နောက်ဆုံးအနေနဲ့အားလုံးရဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ခြင်းပါတယ်ဒီလိုမျိုးမျောလင်းချက်ကနေ့စဉ်ဘဝရဲ့အသက်ရှင်နေခိုင်မှုကိုဘယ်လိုများပြောင်းလဲစေနိုင်ပါသလဲ